တစ်ဖက်မှာတော့ရဲတွေဟာ Baby Pink ပျောက်ဆုံးသွားတဲ့ကိစ္စကိုစတင်စုံစမ်းနေကြပါတယ်။ Baby Pink ရဲ့အမေ Warren ကကိုယ်တိုင်ထွက်ရှာခြင်းပေမဲ့ရဲတွေကစိတ်ငြိမ်ထားပါကျွန်တော်တို့အလုပ်လုပ်ပြရစီမိကုန်းတချို့ပဲဖြေပေးပါလို့တားဆီးလိုက်ပါတယ်။အခြားတစ်ဖက်မှာတော့ kidnap 3 ယောက်ကသူတို့ရဲ့ပုံခိုရာနေရာဖြစ်တဲ့ Clark ထော်ထဲမှာရှိနေကြပါတယ်။အဲ့ဒီက Norby ကိုကလေးဝစ်လဲပေးပြီးအိတ်အောင်လုပ်လို့ပြောပါတယ်။ဒါပေမဲ့ Norby ကကလေးကိုအဝစ်လဲပေးပြီးနောက်ကိုယ်တိုင်ပဲအရင်အိတ်ပျော်သွားပါတယ်။ဒီအချိန်မှာ Baby Pink ကသူ့အကြိုက်ဆုံး Babies တဲ့ယောက်စာအုပ်ကိုကြည့်နေပါတယ်။အဲ့ဒီအချိန်သတင်းပေါက်နာမှာခိုးတကောင်ကိုတွေ့လိုက်ရပါတယ်။ထူးဆန်းတာကအဲ့ဒီခိုးကသူ့စာအုပ်ထဲကခိုးနဲ့တကယ်တူနေတာပါ။ဒါကြောင့် Baby Pink ကခိုးကိုလိုက်ဖမ်းဖို့စူးစမ်းရင်းသတင်းပေါက်ကနေအမိုးပေါ်တက်သွားပါတယ်။အဲ့ဒီကနေအောက်ကိုကြည့်လိုက်တဲ့အခါအဲ့ဒီနဲ့ White ကိုတွေ့သွားပါတယ်။သူတို့လည်း Baby ကိုမြင်တာနဲ့ချက်ချင်းအပြင်ပြေးထွက်လာကြပါတယ်။ဒါပေမဲ့ Baby Pink ကတော့ခိုးနောက်လိုက်ရင်းတစ်သားတစ်ခုပေါ်ကနေနောက်အဆောက်အဦတစ်ခုစီကိုသွားနေပါပြီ။အဲ့ဒီကအလင်းမြန်လိုက်လာပေမဲ့ Baby Pink ရဲ့အလေးချိန်ကြောင့် White ကလှုပ်သွားပြီး ED ရဲ့မျက်နှာကိုတိုက်မိသွားပါတယ်။ White ကစိတ်တူပြီး White ကိုတောင်လွှင့်ပစ်လိုက်တာကြောင့်သူတို့ဘလောက်ဦးကြောင်လဲဆိုတာပိုသိရပါတယ်။နောက်တော့ Baby ကတစ်ဖက်အဆောက်အဦကိုရောက်သွားတာမြင်လိုက်ပြီးသူတို့လည်းခုန်ကူးဖို့စူးစမ်းကြပါတယ်။ဒါပေမဲ့ Eddie ကတော့ကန်ဆိုးစွာပဲခုံမမီပဲ10ထက်အမြင့်ကနေအမိုက်ပုံးနဲ့တန်းကျသွားပါတယ်။တစ်ဖက်မှာ Baby Pink ကအိမ်တအိမ်ရဲ့သတင်းပေါက်ကနေဝင်သွားပြီးတကားနာမှာထိုင်နေပါတယ်။တကားခောက်တန်ကြားလို့အင်ရှင်မျိုးသမီးနိုးလာပြီးတကားဖွင့်လိုက်တဲ့အချိန် Baby ကတိတ်လေးတွားထွက်သွားပြီးမြဲသူမကသတိမထားမိပါဘူး။ Baby က elevator ထဲဝင်ပြီးအောက်ထပ်ကိုဆင်းသွားပါတယ်။အဆောက်အဦအပြင်ရောက်တော့ kidnapper တွေဘေးကတော့ဖြတ်သွားပြီးမြဲသူတို့ကအလေးကိုရှာနေကြလို့ Baby ကိုမမြင်လိုက်ပါဘူး။အဲ့ဒီအချိန် Baby Pink ကသူ့စာအုပ်ထဲက business တူတဲ့ဘာတစည်းကိုတွေ့လိုက်ရပြီးစိတ်လှုပ်ရှားစွာတက်သွားပါတယ်။အဲ့ဒီအချိန်မှာပဲနိုးလာပြီး Baby bus ပေါ်တက်သွားတာမြင်လိုက်ပါတယ်။ kidnapper တွေလည်းချက်ချင်းဗန်ထဲဝင်ပြီး bus ကိုအမိလိုက်ပါတော့တယ်။ဒီနေ့ recap ကိုသဘောကျရင် comment ထဲမှာမင်းမြင်ကိုပြောခဲ့ပါဦး။နောက်ထပ်စိတ်ဝင်စားစရာ movie recap တွေနဲ့ပြန်တွေ့မယ်နော်။